ဒီကောင်လေးဟာမွေတကောင်နဲ့စကားပြောနေတာပါထူးဆန်းတာကမွေကသူပြောတာကိုနားလည်ပြီးခေါင်းရင်းပြနေခဲ့တယ်သူတို့နှစ်ယောက်ဟာတငယ်ချင်းတွေဖြစ်သွားကြပါတယ်ဒါပေမဲ့ရုတ်တရက်ဟာရီရဲ့ဝမ်းကွဲမောင်လေးကသူ့ကိုဘေးကိုတွန်းထုတ်လိုက်ပြီးမှန်ကိုကက်ကမွေကိုကြည့်နေခဲ့တယ်ဟာရီကသူ့ကိုဒေါသတကြီးကြည့်လိုက်တဲ့အချိန်မှာပဲအရှိကမှန်ကြီးဟာပျောက်ကွယ်သွားပါတော့တယ်ဝမ်းကွဲမောင်လေးဟာထိတ်လန့်သွားပြီးခြံစည်းရိုးထဲကိုပြုတ်ကျသွားခဲ့တယ်မွေကတော့အပြင်ကိုထွက်လာပြီးဟာရီကိုကျေးဇူးတင်စကားပြောကထွက်ပြေးလွတ်မြောက်သွားပါတယ်အဲ့ဒီအချိန်မှာဝမ်းကွဲမောင်လေးကအပြင်ပြန်ထွက်ဖို့ကြိုးစားပေမဲ့မှန်ကြီးကပြန်ပေါ်လာတာကိုတွေ့လိုက်ရတယ်။ဘာဖြစ်သွားတာလဲဆိုတာဘယ်သူမှရှင်းမပြနိုင်ခဲ့ကြပါဘူး။ဒါပေမဲ့ဦးလေးဖြစ်သူကတော့ဒါဟာဟာရီလက်ချက်လို့အခိုင်အမာယုံကြည်နေခဲ့ပါတယ်။ဒါကြောင့်သူ့ကိုလှေကားအောက်ကဗီဒီယိုလေးထဲမှာထည့်ပြီးပိတ်လောင်ထားလိုက်တယ်။ဒါကတော့ဟာရီရဲ့အိတ်ခမ်းလေးပေါ့။မနက်တိုင်းမှာဝမ်းကွဲမောင်လေးကလှေကားပေါ်ကနေခုန်ချပြီးဖုန်တွေစူညံတန်တွေထွက်အောင်တမင်တကာလုပ်လို့ရှိပါတယ်။ဟာရီဟာတမိသားစုလုံးအတွက်မနက်စာကိုလည်းပြင်ဆင်ပေးရသေးတယ်။သူ့ရဲ့ဘဝကတကယ်ကိုခက်ခဲလွန်းလှပါတယ်။တရက်မှာတော့သူ့စီကိုလိပ်စာတက်ထားတဲ့စာတစ်စောင်ရောက်လာပေမဲ့ဝမ်းကွဲမောင်လေးကလူယူသွားခဲ့ပါတယ်။ဦးလေးဖြစ်သူကအဲ့ဒီစာကိုမြင်လိုက်ရတဲ့အခါအရန်ကိုထိတ်လန့်သွားပြီးဒေါသကြီးနဲ့ဆုတ်ဖြတ်ပစ်လိုက်တယ်။ဒါပေမဲ့သူဘလို့ပဲတားဆီးပါစေဈေးကွက်တွေဟာစာတွေကိုမရက်မနာပို့နေခဲ့ကြပါတယ်။ဦးလေးကတကားတွေအကုန်ပိတ်ထားရင်တောင်စာတွေကအိမ်ထဲကိုရောက်အောင်ဝင်နိုင်တဲ့နီလန်းကိုရှာတွေ့နေခဲ့တယ်။ရုတ်တရက်မီးလင်းဖို့တဲကနေစာတွေအများကြီးပန်းထွက်လာပါတော့တယ်။ဟာရီကတော့နောက်ဆုံးမှာဒီစာတွေကိုဖတ်ရတော့မယ်လို့ထင်ခဲ့ပေမဲ့ခေါင်းမာတဲ့ဦးလေးဖြစ်သူကတော့အစွမ်းကုန်တားဆီးခဲ့ပြန်တယ်။သူတို့တွေဟာလူသူမရှိတဲ့ကျွန်းတကျွန်းပေါ်ကိုတောင်ပြောင်းရွှေ့သွားခဲ့ကြတယ်။အဲ့ဒီနေ့ကတော့ဟာရီရဲ့မွေးနေ့ပါ။သူဟာမြေပြင်ပေါ်မှာမွေးနေ့ကိတ်ပုံလေးဆွဲနေခဲ့တယ်။သူမီးမုတ်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲအပြင်ကနေအတန်ကြီးတစ်ခုကြားလိုက်ရပြီးလူတန်ကြီးဟက်ဂရစ်ကတကားကိုရိုက်ချပြီးဝင်လာပါတော့တယ်။ဒီတစ်ခါမှာတော့ဟက်ဂရစ်ကဟာရီအတွက်မွေးနေ့ကိတ်အပြင်ကျောင်းဝင်ခွင့်စာကိုပါကိုယ်တိုင်ကိုကြားယူလာပေးခဲ့တာပါ။ဟာရီရဲ့မိဘတွေဟာမော်အကယ်ဒမီမှာကဏ္ဍဝင်တွေဖြစ်တာကြောင့်ဟာရီကလည်းမော်ပညာကိုမဖြစ်မနေသင်ယူရမှာပါ။ဦးလေးရဲ့မိသားစုကတားဆီးဖို့ကြိုးစားပေမဲ့ဟက်ဂရစ်ကဝမ်းကွဲမောင်လေးကိုဝက်အမီပေါက်အောင်လုပ်လိုက်ပါတယ်။ဟာရီဟာအရန်ကိုစူးစမ်းကျင်စိတ်ပြင်းပြနေတာကြောင့်ဟက်ဂရစ်နဲ့အတူလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဟက်ဂရစ်ကသူ့ကိုယထာလက်မှတ်တစ်စောင်ပေးခဲ့ပါတယ်။ဒါပေမဲ့ယထာဆိုင်မဲ့နေရာကပလက်ဖောင်းကိုနဲ့၄ပုံ၃ဖြစ်နေပါတယ်။အရှိကလူကနယံကိုတိုးဝင်သွားတာကိုမြင်လိုက်ရတဲ့အခါဟာရီကလည်းသူ့ရဲ့တွန်းလဲကိုတွန်းပြီးနယံထဲကိုတိုးဝင်လိုက်ပါတယ်။တကယ်ပဲသူဟာမော်အကယ်ဒမီကိုသွားမဲ့ယထာကြီးကိုရှာတွေ့သွားခဲ့ပါတယ်။ယထာရဲတစ်ခုထဲမှာပါလာတဲ့ကောင်လေးနဲ့လည်းပျော်ပျော်ရွှင်ရွှင်စကားပြောနေခဲ့တယ်။အဲ့ဒီနောက်မှာတော့မိန်းကလေးတစ်ယောက်ဝင်လာပါတယ်။သူမရဲ့အမူအရာမှာတော့အနှဲငယ်မာနာကြီးတဲ့ပုံစံရှိနေပေမဲ့ဟာရီရဲ့မျက်မှန်ကိုသူမကိုယ်တိုင်တင်ယူထားတဲ့မော်ပညာနဲ့ပြုပြင်ပေးလိုက်ပါတော့တယ်။